အမတ်ကြီးဦးပေါ်ဦးနှင့်ပညာရှိအကြံအပိုင်း1ကုန်းပေါင်ခေတ်ဘိုးတော်ဗျာပဒုံမင်းလက်ထံမှာပေါ့တနေ့တော့အမရာဘူးရနန်းတော်ကြီးထဲမှာအမတ်ကြီးဦးပေါ်ဦးဟာထုံးစံအတိုင်းပစိုးခါးတောင်းကြိုက်ပြီးဘရင်ကြီးရဲ့အလိုတော်အတိုင်းခစားနေပါတယ်ဘရင်ကြီးဟာတခါတလေမှာအမတ်ကြီးကိုပညာစမ်းကျင်တာကြောင့်ခက်ခဲတဲ့ပဟေလိတွေမေးလိရှိတယ်အဲ့ဒီနေ့မှာတော့ဘရင်ကြီးကရုတ်တရက်အမိန့်ရှိလိုက်ပါတယ်ပေါ်ဦးငါ့ကိုတစ်ခုဖြေစမ်းလောကမှာအိပ်ပျော်နေတဲ့သူနဲ့နိုးနေတဲ့သူဘယ်သူကပိုများတယ်လဲနန်းတော်ထဲမှာရှိတဲ့အခြားအမတ်တွေကတော့မှန်လားပါဗျာလူတွေအားလုံးဟာညဘက်ဆိုအိတ်ကြတာမို့အိတ်တဲ့သူနဲ့နိုးတဲ့သူဟာတလှည့်စီပါပဲဗျာစသဖြင့်ရိုးရိုးပဲစဉ်းစားကြတာပေါ့ဒါပေမဲ့ဥပေါ်ဦးကတော့ပြုံးပြီးဒီလိုရှောက်တင်လိုက်ပါလေမှန်လားပါဗျာလောကမှာအိပ်ပျော်နေတဲ့သူတွေကြီးပဲများပါတယ်ဗျာဘရင်ကြီးကမျက်မှောင်ကျုပ်ပြီးဟေးဘလို့ကြောင့်လဲပေါ်ဦးရဲ့အခုလဲလူတွေအများကြီးနိုးနိုးကြကြရှိနေကြတာပဲမဟုတ်လားလို့မေးတော့ဥပေါ်ဦးကလူရွှင်တော်ပြီးမျက်နှာသေးလေးနဲ့ပြန်လျှောက်ပါတယ်မှန်လားပါမျက်စိဖွင့်ထားတိုင်းနိုးနေတာမဟုတ်ပါဘူးဗျာမိမိရဲ့တာဝန်ကိုမိမိမသိတဲ့သူအမားနဲ့အမှန်ကိုမခွဲခြားနိုင်ပဲသူတစ်ပါးပြောတာကိုပဲရောင်ရမ်းလိုက်နေတဲ့သူကိုယ့်ဘဝအတွက်ဘာလုပ်ရမှန်းမသိပဲအချိန်ဖြုံးနေတဲ့သူတွေဟာမျက်စိဖွင့်ပြီးအိပ်ပျော်နေသူများသာဖြစ်ပါတယ်ဗျာအဲ့ဒီလိုလူတွေဟာလောကမှာအများဆုံးမို့အိပ်ပျော်နေသူတွေပိုများတယ်လို့ရှောက်တင်ရခြင်းဖြစ်ပါတယ်ဘရင်ကြီးဟာဥပေါ်ဦးရဲ့အဖြေကိုကြားတော့သဘောကျပြီးရဲမောတော်မူပါတယ်ဥပေါ်ဦးရဲ့အဖြေထဲမှာဟာသနောနေပေမဲ့လက်တွေ့ကျတဲ့ဘ ഹു တုတနဲ့အသိပညာတွေပါဝင်နေပါတယ်ဒီဇလန်းလေးကပေးတဲ့အသိပညာတတိရှိခြင်းမျက်စိဖွင့်ထားရုံနဲ့မလုံလောက်ပဲမိမိလောက်ဆောင်နေတဲ့အလုပ်အပေါ်မှာတတိကတ်ထားဖို့လိုအပ်ပါတယ်ပညာရှိအမြင်ပြဿနာတစ်ခုကိုရိုးရိုးတန်တန်မကြည့်ပဲအတွေးခေါ်တဲ့နဲ့ကြည်တတ်ဖို့သင်ခန်းစာပေးပါတယ်